ကမ္ဘာလူဦးရေအများဆုံးဖြစ်လာပေမဲ့အိန္ဒိယဘာကြောင့်မပြောနိုင်ရတာလဲဒီနှစ်ထဲမှာပဲတကမ္ဘာလုံးကိုဟိုးလေးတကြောဖြစ်သွားစေတဲ့သတင်းတစ်ခုကတော့အိန္ဒိယနိုင်ငံဟာတရုတ်နိုင်ငံကိုကြော်ဖြတ်ပြီးကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်လာခဲ့တာပါပဲအပြင်ပန်းကကြည့်ရင်တော့ဒါဟာအိန္ဒိယအတွက်တကယ်ကိုအခွင့်အရေးကြီးတစ်ခုလို့ထင်ရပါတယ်ဂျပန်တောင်ကိုရီးယားနဲ့ဥရောပနိုင်ငံတွေမှာလူဦးရေရှားပါပြီးလူအိုယုံတွေများလာချိန်မှာအိန္ဒိယမှာတော့အလုံးလုံးနိုင်စွမ်းရှိတဲ့လူငယ်အင်အားတွေတောင်ပေါ်ရဖို့ရှိနေတာပါဒါကိုစီးပွားရေးပညာရှင်တွေကdemographic dividend လို့ခေါ်တဲ့လူဦးရေဆိုင်ရာအကျိုးအမြတ်လို့တင်စားကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကအပြင်ကလူတွေကအားကျနေချိန်မှာအိန္ဒိယအစိုးရကိုယ်တိုင်ကတော့ဒီလူဦးရေတိုးပွားနှုန်းကိုကြောက်လန့်နေပြီးတိတ်တဆိတ်ထိန်းချုပ်ဖို့ကြိုးစားနေတာပါပဲ။တရုတ်နိုင်ငံကသူတို့ရဲ့ကလေးတစ်ယောက်ပဲယူရမယ်ဆိုတဲ့မူဝါဒကြောင့်အခုချိန်မှာလူအိုတွေများပြီးအလုံးလုံးမဲ့သူမရှိတော့လို့နောင်တရနေချိန်မှာအိန္ဒိယကတော့အဲ့ဒီလိုအမှားမျိုးကိုထက်ချော့ဖို့ပြင်ဆင်နေတယ်လို့ဖြစ်နေပါတယ်။ဘာကြောင့်အိန္ဒိယကသူတို့ရဲ့အားသာချက်လို့လူတိုင်းပြောနေတဲ့လူငယ်အင်အားကိုချင်းချောက်မှုတစ်ခုလိုမြင်နေရတာလေနံပါတ်1အရေးအတွက်ရှိပေမဲ့အရေးချင်းလိုအပ်နေခြင်းအဓိကပြဿနာကတော့အလုပ်ကင်ပါအိန္ဒိယမှာလူငယ်တွေတန်းတဲ့ချီရှိနေပေမဲ့သူတို့အတွက်လုံလောက်တဲ့အလုပ်ကင်ကိုဖန်တီးမပေးနိုင်သေးပါဘူးတရုတ်နိုင်ငံဟာလွန်ခဲ့တဲ့နှစ်40ကလူကြီးရဲ့ပောက်ကွဲမှုကိုအသုံးချပြီးကမ္ဘာကုန်ထုတ်စက်ရုံကြီးဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အိန္ဒိယမှာကတော့အဲ့ဒီလိုအကြီးကျယ်ရင်းနှီးမြှုပ်နှံမှုတွေဝင်လာဖို့အတွက်ရှုပ်ထွေးလာတဲ့အစိုးရရန်ရာတွေကအဟန့်အတားဖြစ်နေပါတယ်ပိုဆိုးတာကတော့ပညာရေးစနစ်ပါပဲအိန္ဒိယမှာဘွဲရလူငယ်တွေအများကြီးရှိပေမဲ့အလုပ်ခွင်မှာတကယ်လိုအပ်တဲ့ကျွမ်းကျင်မှုပိုင်းမှာတော့အားနည်းနေကြပါတယ်။စစ်တမ်းတွေအရအိန္ဒိယမှာဘွဲရတဲ့သူတွေရဲ့90%လောက်ဟာဘယ်လုပ်ငန်းခွင်မှာမှဓာတ်ရိုက်ဝင်လုပ်ဖို့အရေးချင်းမပြည့်မီဘူးလို့ဆိုပါတယ်။ဒါကြောင့်လူငယ်တွေကအလုပ်ရှာမရကုမ္ပဏီတွေကလည်းအလုပ်ခန့်ဖို့လူရှာမရနဲ့ထူးဆန်းတဲ့တန်ရာကြီးတွေရောက်နေတာပါ။နံပါတ်2လူဦးရေပေါက်ကွဲမှုကနေဝင်တော့ဝင်ဖို့ဖြစ်လာခြင်းတနည်းကိုလူဦးရေ73သန်းလောက်တိုးနေတဲ့အိန္ဒိယအတွက်ဒါဟာအခွင့်အရေးထက်ဝင်တော့ဝင်ဖို့ပိုဖြစ်လာပါတယ်။အလုံးလက်မဲ့လူငယ်တွေများလာတာနဲ့မျှနိုင်ငံရေးမတည်ငြိမ်မှုတွေလူမှုရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်လည်းဝန်ကြီးချုပ်မိုဒီရဲ့အစိုးရကလူဦးရေတိုးနှုန်းဟာနိုင်ငံစီးပွားရေးအတွက်အတားအဆီးဖြစ်တယ်လို့ပုံပွင့်လင်းလင်းပြောလာတာပါ။တချို့ပြည်နယ်တွေမှာဆိုရင်ကလေး2ယောက်ထက်ပိုမယူဖို့စီကံတွေတောင်စတင်ထုတ်ပြန်နေပါပြီ။နံပါတ်3အတိတ်ကသင်ခန်းစာနဲ့အနာဂတ်မျှော်လင့်ချက်ဒါပေမဲ့တရုတ်နိုင်ငံရဲ့သင်ခန်းစာကိုကြည့်ရင်လူဦးရေကိုအတင်းချက်ထိန်းချုပ်တာဟာရှေးရှင်းမှာဘေးထွက်ဆိုးကျိုးအများများပါတယ်။အိန္ဒိယအနေနဲ့လူဦးရေကိုလိုက်ပိတ်နေမဲ့စားအဲ့ဒီလူငယ်တွေကိုတကယ်ကျွမ်းကျင်တဲ့အလုပ်သမားတွေဖြစ်အောင်လေ့ကျင့်ပေးဖို့နဲ့နိုင်ငံခြားယင်းနှိမ့်မြုံနှံမှုတွေပိုဝင်လာအောင်လုပ်ဖို့ကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။တကယ်တော့အိန္ဒိယရဲ့လူဦးရေတွန်းလုံးဟာအစိုးရကဘာမှမလုပ်ရင်တော့သူ့အလိုလိုပြန်ကြားစာပြုနေပါပြီ။ဒီလူငယ်အင်အားကိုထိထိရရအသုံးမချနိုင်ဘူးဆိုရင်တော့အိန္ဒိယရဲ့ရွှေရောက်အနာဂတ်ဟာအိမ်မက်တစ်ခုအဖြစ်နဲ့ပဲကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။အချုပ်ပြောရရင်တော့အိန္ဒိယဟာကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်လာတာကိုဂုဏ်ယူဝေကြားနေမဲ့စားဒီလူဦးရေရဲ့စွမ်းအားကိုဘယ်လိုပုံဖော်မလဲဆိုတာကိုပဲအကြီးအကျယ်စိုးရိမ်ပူပန်နေရတာဖြစ်ပါတယ်။လူဦးရေပောက်ကွဲမှုဟာအိန္ဒိယအတွက်ကံကောင်းခြင်းလားကျင်းစာလားဆိုတာကတော့လာမယ့်ဆယ်စုနှစ်တွေအတွင်းသူတို့ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာအပေါ်မှာပဲမူတည်နေပါတော့တယ်။